ရေပက်တဲ့ကောင်လမ်းတွင်နေရင်ဝင်ရိုက်မှာတကယ်ရိုက်မှာဆိုတာတကယ်ရိုက်မှာဒါလောက်သူများတွေတေလူဘောများဖြစ်တဲ့အချိန်မှာရေပက်တဲ့ကောင်ဖောင်းလို့ဝင်ရိုက်မှာကြိုက်တဲ့ရှင်းကွာရှင်းမလားတွေ့ရင်တော့ရိုက်မှာအဲ့ဒါပြောပြီးသားစိတ်ခေါ်ပြီးသားနင်ကြိုက်တဲ့ချိန်တိုင်ကွာဘိုးချုပ်သားလည်းရိုက်မယ်ကွာတိုင်းမှုသားလည်းမတထေးသားလည်းရိုက်မယ်ကွာငါရိုက်မယ်ကွာငါမနဲ့ငါရိုက်ငါကားရှိမှရေပက်တယ်ငါရိုက်ဆင်းရိုက်မှာတေးရတယ်မရှောင်တော့အဲ့ကိုယ်နဲ့ထိုးတော့ငိုတော့ပြောလာပြီးသားပြောတဲ့တဲ့တော့ပါအဲ့ဒီလိုပက်ကြည့်လိုက်အားရှိမှတွေ့တော့မကိုင်ကြောင်မယ်မင်းဘာတော့သားပြီးပြေမှချမှာပေါ့မိန်းမလည်းရိုက်မယ်ယောက်ျားလေးဖုန်းလေးရိုက်ကိုယ်လည်းရိုက်ပြီးရရှင်လည်းကိုရိုက်ဒီလောက်တွေးပြီးကြွနေတော့မင်းပျော်နေတဲ့ကောင်ငါတို့ဘယ်ထားမလဲဒီကောင်အနာနေစသားရတနာယူပြစ်ပလိုက်မှဒီလောက်ပြောရင်မကောင်းတော့ဘူးဘာမှမညာတာဘူးကိုပြည်သူချင်းချင်းကိုများမညာတာဘူးဒါတော့တင်းရင်မလေးမန်းလေးရန်ကုန်ကတကြံမန်းနဲ့ဖြစ်တာဝင်းနေနေတယ်ဟုတ်ဗျာဘာကြည့်လိုက်စမ်းပါကိုယ်လည်းကိုချင်းချင်းတွေးတွေမတိတ်သေးတာမင်းတို့မညာတာဘူးမင်းတို့အဲ့တော့အလောင်းတော်ကြီးဝတ္တန္တရာကဒါနပြုတာဖြစ်ခြင်းကြောင့်မင်းကြီးရဲ့ပလင်ဘွားကျန်းလိုက်တာကျန်းတယ်ကျန်းတဲ့နေရာမှာကျန်းတယ်အဝိုးရဲ့အဲ့တဲ့လာခဲ့အမှန်တရားအတွက်ပဲပြောခဲ့တာပြည့်ညညညံသူ့မှာဒီမေဇရီထေရဝါဒကိုခေါ်လို့မြန်မာနိုင်ငံထွက်မှာကျောင်းထဲထွက်ပြီးထွက်မှာတနက်နဲ့ပြည့်တဲ့အသိခံမှာပြောပြီးပြီဟာကြီးအဲ့တော့အဲ့ဒီမှာအဘိနေဟာရအဘိဆိုဒီမှာရှေ့ရှုထားတာဒီဟာရဆောက်စိတ်ကိုဆောင်းထားပြီးတာကိုတော့ထေရဝါဒအကြောင်းတွေဟောတော့ကိုတော့တတ်မှာဘယ်နဲ့ဘယ်တော့တတ်မလဲဘယ်နဲ့ချက်တတ်မလဲဘယ်နဲ့ရောက်လာခုတ်ဘယ်နဲ့ရောက်ချက်သားဘယ်နဲ့ရောက်လာပြောပြီးသားအဲ့လိုပြောပြီးပြင်မတက်လာအစိုးရတက်လာဒီနေ့ဒီပဲနောင်လည်းဒီတိုင်းပဲထားတယ်ပြောလိုက်အဲ့တော့မြတ်စွာဘုရားရှင်သဗ္ဗညုတညာဥတည်တာဒီဒါနပါရမီဝတ္တန္တရာမင်းဘုံမှာနောက်ဆုံးဖြစ်ခြင်းမှာသဗ္ဗညုတညာရမှာအဘိနေဟာရအလောင်းတော်ရဲ့နှလုံးသားသည်အဘိနေဟာရဒါနကိုပါရမီပြုတယ်ပြည်သူတွေရဲ့နှလုံးသားသည်နိုင်ငံယရနာကိုလှူလို့ဆက်ကြတယ်သူနည်းသူနဲ့မှန်တယ်